လွန်ခဲ့တဲ့3ရက်လောက်ကပေါတော့ကမီးပွိုင်းမှာဘာဖြစ်လဲအင်းစိတ်လူမိုင်ဟဲ့လားတွေ့ရင်စောက်ခွက်ရိုက်မယ်လို့ပါးရိုက်မယ်လို့ပြောရတာနော်မင်းပတ်ရှာနေပြီနော်ငါးကောင်းနေသလားမင်းဘိုက်ထဲထဲမှာမင်းဒီနေရာရောက်ဖို့လွယ်တယ်လို့လားဟမ်လူတိုင်းလိုက်လို့တယ်ဆဲတယ်စိန်ခေါ်တယ်လွယ်တယ်လို့လားဖင်မရနဲ့ရောဟိလားရားတယ်မှာငါမပါဘူးနော်သွားလျာပါတယ်မင်းပထွေးရဒီမှာပါတယ်နော်မင်းဘိုက်ထဲထဲကိုလိုက်ရှာနေပြီရှင်းလားအာမချောင်းနဲ့နော်အာမချောင်းနဲ့မင်းဗမာနေလဲကူလိုက်နေပြီနော်လိုက်နေပြီနော်ရောင်ဒီတိုင်းဆုံးသက်သွားမယ်တော့မထင်နဲ့မင်းတို့ကောင်းနေကိုယ်စကလုံးကိုတောင်းဝင်ယူရမယ်ရှင်းလားငါပြောတာအေးစီးနေတယ်ငါဘယ်သူမှမစော်ကားဘူးအေးစောက်ကြည့်လိုက်ငါကြောင်းနော်